ကျညာတင်လိုက်တိုင်းရောင်းရဖို့ဘာလို့လိုအပ်ပါတယ်လဲလှုပ်ဝက်ချက်ကတော့တင်တာတက်ပို့ပြီးတော့ရိုးရှင်းနေပါလိမ့်မယ်ဒီနေ့မှာတော့တင်တမျှကြော်ညာတိုင်း engagement ကောင်းရစေဖို့အတွက် marketing formula လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ရှင်ကြော်ညာအများစုကဘာလို့ထိရောက်မှုမရှိရလဲဆိုတာကိုအရင်ဆုံးစဉ်းစားကြည့်ကြရအောင်ဆွဲဆောင်မှုရှိရဲ့ post တွေဒါမှမဟုတ် discount တွေပေးနေုံနဲ့တော့မလုံလောက်တော့ပါဘူးเนาะplan တီချာမချတာအောင်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့ရဲ့ post တွေက social media ပေါ်မှာပဲပျောက်ကွယ်သွားပါလိမ့်မယ်။ view များပေမဲ့ engagement နည်းတဲ့အခါမှာလူကြီးမင်းတို့ရဲ့ boosting budget တွေကအလဟဿဖြစ်သွားပါလိမ့်မယ်။ဒီလိုမဖြစ်ရအောင် AIDA ဆိုတဲ့ marketing formula ကိုသုံးကြည့်လိုက်ပါ။ AIDA ဆိုတာဘာလဲ။ A attention ပထမ2စက္ကန့်3စက္ကန့်အတွင်းကြည့်ရှုသူတွေရဲ့အာရုံကိုဖမ်းစားပါ I interest ကိုယ့်ရဲ့ product တွေ service တွေအကြောင်းကို customer တွေရှင်းပြပေးပါကိုကဒီ product ကိုဘယ်လိုမျိုးစတင်ခဲ့လဲဆိုတော့ story တစ်ပုဒ်ချင်းစီတိုင်းကတော့လူတိုင်းမှာရှိမှာပါပဲအဲ့အတွက်ကြောင့်မို့ကိုနဲ့ product ကြား story တစ်ခုကိုကိုယ့်ရဲ့ ဝယ်သူတွေကိုပါသိအောင်လို့ချပြပေးပါဒီ design ကလိုချင်သတ်မှတ်မှုကိုယ့်ရဲ့ product ကဒီ customer ရဲ့ pain point အနေနဲ့ပေါ့နော်ဘယ်လိုပြဿနာတွေကိုဖြေရှင်းပေးနိုင်လဲဆိုတာကိုတိတိကျကျလေးပြောပြပြီးတော့ customer ရဲ့အနေနဲ့ကိုယ့်ရဲ့ product ကိုတကယ်လိုအပ်ချက်တစ်ခုအနေနဲ့ဖြစ်သွားအောင်လို့ရှင်းပြပြီးတော့ပေါ့နော်ဝယ်ချင်လာအောင်လို့လုပ်ဆောင်ပေးပါနောက်ဆုံးတစ်ချက်အနေနဲ့ A action ကိုယ့်ရဲ့ product ကို customer ဘက်ကနေပြီးတော့လွယ်လွယ်ကူကူနဲ့ဝယ်ယူနိုင်အောင်လို့လုပ်ဆောင်တာပေးပါတချို့ customer တွေဆိုလို့ရှိရင်ပေါ့နော်သူတို့ဘက်ကငွေကြိုလွှဲစနစ်ကိုအယုံကြည်မရှိကြတဲ့အတွက်ကြောင့်မို့ပေါ့နော်အုံနာရီဘက်ကနေပြီးတော့အိမ်ရောက်ဝန်ဆောင်မှုပေါ့နော်အိမ်ရောက်ငွေချေရတဲ့ဝန်ဆောင်မှုလေးကိုပါထားရှိထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ customer ရရှိစေမှာပဲဖြစ်ပါရဲ့ရှင်ဒီ AIDA ကိုသုံးထားတဲ့ကြော်ညာတွေကဆိုလို့ရှိရင် customer တွေအာရုံစူးစိုက်မှုကိုအရယူနိုင်ပြီးတော့ engagement လည်းတိုးစီရဲ့အတွက်ကြောင့်မို့လို့ရောင်းအောင်လည်းတိုးစီမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လူကြီးမင်းတို့အနေနဲ့ပေါ့နော်ကြော်ညာတွေကိုဖန်တီးရဲ့အခါမှာ AIDA formula လေးကိုစမ်းသုံးကြည့်ပေးပါရှင်ညီမတို့ auto book service လေးမှာဆိုလို့ရှိရင်အခုတစ်ခါပေါ့နော်လူကြီးမင်းတို့ရဲ့ကြော်ညာတွေကို Facebook မှာမကဘဲနဲ့ TikTok မှာပါမြန်မာနိုင်ငံ location ကို target ထားပြီးတော့$6စပြီးတော့လက်ခံဆောင်ရွက်ပေးနေပါပြီရှင်ပုံမှန်အဲ့ဒီတန်း customer တွေကတော့တည်ထားပြီးပြီဆိုပေမဲ့မတည်သေးတဲ့ customer တွေအတွက်ပါ sharing လေးလုပ်ပေးရပဲဖြစ်ပါရဲ့ရှင်ညီမတို့ auto book service မှာservice စခရေရပေါ့နော်အခုချိန်ဒီအပ်ပေးခဲ့ customer တယောက်ချင်းစီကိုညီမတို့တင်းရနေပြီးကျေးဇူးအများကြီးတင်ရှိပါရဲ့ customer တွေအကုန်လုံးစီးပွားရေးဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရပါရဲ့ရှင်